ဒီဗီဒီယိုမှာတော့ Hero Run အသစ်မှာရောက်လာတဲ့ Ghost Master လို့ခေါ်တဲ့တရေမရဲ့ mechanic တွေကိုရှင်းပြပေးသွားမှာပါ။အရင်ဆုံး mechanic တွေကိုတစ်ခုချင်းရှင်းပြပြီးမှပဲ boss fight မှာကြားတဲ့ clip ကိုအကြမ်းဖျင်းတစ်ခေါက်လောက်ပြန်ပြောပေးသွားပါမယ်။ဒီ boss fight မှာချရတဲ့ target က2ခုရှိတယ်။ boss ရဲ့ပြီးတော့ Satan လို့ခေါ်တဲ့ဒီ wall ရင်ရဲ့ပေါ့နော်။ Okay ဒါဆိုရင် wall ရင်အကြောင်းလေးပြောကြမယ်။ wall ရင်ဟာဒီ boss တွေးတန်းရဲ့အောက်မှာ wall ရင်ရဲ့တွေးတန်းကိုပြပေးထားတယ်ပေါ့နော်။အကယ်၍တွေးတန်းကအနီအောင်ဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့က wall ရင်ကိုအရင်ချပေးရမှာပါ။ wall ရင်ရဲ့တွေးတန်းမှာဒီ sheet ဟိုဟာလေးအုပ်သွားပြီဆိုရင်တော့ကျွန်တော်တို့က wall ရင်ကိုချစရာမလိုတော့ပါဘူး။အဲကြရင်တော့ boss ကိုတော့ချရမှာပါ။ဒီ wall ရင်တွေကကိုချတဲ့အချိန်ကြာလာတဲ့အမျှပထမဆုံးတစ်လုံးပြီးရင်2လုံးနောက်ဆုံး wall ရင်3လုံးထိချပေးရမှာပါ။ wall ရင်ကိုချတဲ့အခါမှာ DPS တွေက wall ရင်တွေကိုချပြီးတော့တန်ရတော့ဒီ boss ကို aggro ခေါ်ပြီးတော့ DPS တွေတင်ဝေးရမှာခေါ်ထားပေးရပါမယ်။ဒါဆိုရင်တော့ wall ရင်ကိုချတဲ့ mechanic လေးကဒီလောက်ပါပဲ။ wall ရင်တွေကိုချပြီးသွားပြီဆိုရင်တော့တရေမှာဒီ Phantom Return ဆိုတဲ့ mechanic ပေါ်လာပြီးတော့ wall ရင်တွေကိုဝင်သွားမှာပါ။ boss က wall ရင်တွေဝင်သွားတဲ့အချိန်မှာဒီ Lost Soul ဆိုတဲ့ mechanic အခြေအနေကိုရောက်သွားပါမယ်။အဲဒါဆိုရင်ကျွန်တော်တို့ကဒီ wall ရင်ကိုမြန်မြန်လေးချပေးရပါမယ်။အဲဒီအချိန်မှာ boss ကပေးတဲ့ AoE damage ကကျန်းတာမို့လို့ healing တွေလည်းတောက်လျှောက်ချပေးရတင်ပါတယ်။ wall ရင်သွေးကုန်သွားပြီဆိုရင်တော့ boss ကအပြင်ပြန်ထွက်လာမှာပါ။ Okay ဒါဆိုရင် boss ကဒီအပြင်မှာရောက်နေတဲ့အချိန်မှာသူသုံးတဲ့ mechanic တွေအကြောင်းကိုပြောပြပေးသွားပါမယ်။ပထမတစ်ခုက Underwall Umbrella ဆိုတဲ့ spell ပါ။အဲ spell သုံးရင်သူရေးထားသလိုပဲကျွန်တော်တို့ကလူစုခွဲရပါမယ်။နောက်တစ်ခုက Touch or 9 Supreme ဆိုတဲ့ spell ပါ။ အဲ spell သုံးရင် boss က player တယောက်ကိုအမှတ်မှတ်ပြီးတော့အဲအမှတ်မှတ်ခံရတဲ့ player ကဒီကျန်တဲ့ teammate တွေနဲ့ဝေးရအောင်သွားပေးရပါမယ်။ပြီးရင်နောက်တစ်ခုကဒီ Cloud Veil ဆိုတဲ့ spell ပေါ့နော်။အဲ spell ပေါ်လာရင် player တွေအကုန်လုံးကလူစုခွဲပြီးတော့ boss ကပေးတဲ့ attacking ကို deflect လုပ်ပေးရပါမယ်။ပြီးရင်နောက်တစ်ခုဒီကောင်က external extension ဆိုတဲ့ spell ပေါ့နော်။ boss ကဒီ spell ကိုသုံးပြီဆိုရင်အရင်ဆုံး boss ကသူ့ရဲ့ရှိတဲ့ကို straight line 3ခု attacking လုပ်မယ်။အဲ့လို attacking လုပ်ပြီးသွားရင်သူက wall ရင်တွေကို dash ပြီးတော့ဝင်သွားဖို့သူရှိတဲ့နေရာနဲ့ wall ရင်ရှိတဲ့ direction ဘက်ကို straight line ထပ်ပြမယ်။ဒီနေရာမှာ wall ရင်တစ်ခုတည်းရှိရင် straight line ကတစ်ခုတည်းဖြစ်ပြီးတော့နှစ်ခုဆိုရင်တော့ straight line နှစ်ခုပြမှာပါ။အကယ်၍ wall ရင်က3ခုထိတောင်ရှိနေမယ်ဆိုရင်တော့ straight line 3ခုပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဒီတရေမနဲ့ wall ရင် direction ကြားထဲမှာနေပြီးတော့ deflect လုပ်ပေးရမှာပါ။ deflect လုပ်ရမယ့်နေရာလည်းကျွန်တော်ပြောသလိုပဲဒီအနီအောင် straight line တွေပေါ်နေမှာမဟုတ်လို့အဲ့ straight line ပေါ်မှာမတက်ရပြီးတော့ deflect ကိုထိုင်နေနေအောင်ပါပဲ။အဲ့လို deflect လုပ်လိုက်မယ်ဆိုရင်တော့တရေမ wall ရင်တွေကိုမသွားနိုင်တော့ပါဘူး။ဖြစ်နိုင်မယ်ဆိုရင်တော့ဒီ external extension ဆိုတဲ့ mechanic ကိုသတိထားပြီးတော့ deflect လုပ်စေချင်ပါတယ်။အဲ့လိုမှပဲကျွန်တော်တို့ကဒီတရေမကို wall ရင်နဲ့ပေးမဝင်မယ်နဲ့နောက်ထပ် mechanic တစ်ခုကိုမရောက်လာအောင်ထိန်းထားပေးနိုင်မှာဖြစ်ပါတယ်။ Okay အတတ်နိုင်ဆုံးတော့သတိထားပြီးတော့ရအောင် deflect လုပ်ပါတော့။ဒီ deflect လုပ်လို့မရဘူးဆိုရင်ဘာတွေဖြစ်လာမလဲဆိုတော့တရေမက wall ရင်တွေကိုရောက်ပါမယ်။ပြီးသွားရင် clanking shackle ဆိုတဲ့ mechanic state ကိုရောက်ပါမယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီ wall ရင်ကိုတည်နေတဲ့ golden shackle နဲ့ silver chain ဆိုတဲ့ target နှစ်ခုကိုချပေးရမယ်။အဲ့ target နှစ်ခုကဒီ wall ရင်ကိုတည်ပြီးတော့အဲ့မြေပုံထဲမှာပတ်ပြေးနေရပါ။အဲ့ target ကိုမြန်မြန်ချနိုင်မှအဆင်ပြေပါပါ။အဲ့ချိန်ကဆောင်အကြောင်းပြောပါတယ်။ဘာလို့လဲဆိုတော့ DPS ပေးတဲ့လူတွေအတွက်ရောအဲ့ DPS ကို heal ရမယ့် healer တွေအတွက်ရောအကြောင်းပြောပါတယ်။နောက်ဆုံးအဲ့ target နှစ်ခုတွေးကုန်သွားမှသာဒီ wall ရင်ကငြိမ်သွားမှာဖြစ်ပါတယ်။အဲ့ကြရင်တော့ wall ရင်ကိုအေးစစ်စစ်ဆက်ချလို့ရပြီပေါ့နော်။ဒါကြောင့်မို့ဒီတရေမှာ wall ရင်နဲ့မဝင်အောင်လို့အတတ်နိုင်ဆုံး deflect လုပ်ပေးကြပါတော့။ပြီးရင်နောက်ထပ် mechanic တစ်ခုက into the Satan ဆိုတဲ့ mechanicဒီစာရန်ပေါ်လာပြီဆိုရင်မျိုးမှာရှိတဲ့ wall ရင်တွေကို player တွေကအရှိတယောက်နောက်တယောက်မှာပေးရမယ်။ wall ရင်တစ်လုံးနဲ့ရှိရင်တော့2ယောက်ပေါ့နော်။နှလုံးရှိရင်4ယောက်ပေါ့။ဘယ်လိုမှားမလဲဆိုတော့ဒီအဲ့ချိန်မှာမှားနေတဲ့အချိန်မှာ तू ကဒီအဝါရောင်အကွင်းတွေကြာနေမယ်။အဲ့ဝါရောင်ကွင်းတွေကနေရှောင်ပေးရမှာပါ။အဲ့လိုရှောင်ပြီးရွှေ့တဲ့နေရာမှာဒီ player 2ယောက်လုံးက direction တူတူသွားမှသာ wall ရင်ရရွေးမှာဖြစ်တဲ့အတွက်ဖြစ်နိုင်ရင်တော့ကိုပါတီနဲ့ကိုစောတာပိုအဆင်ပြေပါတယ်။အကယ်၍ပါတီနဲ့မဟုတ်လို့ public နဲ့ဆိုရင်လည်း तू က voice communication မရှိဘူးဆိုရင်ဒီ2ယောက်ရွှေ့တဲ့ဟာကို तू ကမြားလေးတွေပြပေးထားပါတယ်။အဲ့တော့ကိုကအရှိရတယောက်ကပါရွှေ့နေလဲမြင်ရတယ်ပေါ့နော်။အဲ့တော့သူ့တိုင်းလိုက်ရွှေ့ပေးလိုက်ပေါ့။ तू ကအဝါဝင်းနဲ့ဝင်သွားတယ်ဆိုလည်းနောက်ကနေပဲလိုက်ဝင်ပေးလိုက်ပါနော်။ဒါဆိုရင်တော့အကုန်လုံးအားနိုင်ပြီပါ။ဒီလောက်ဆိုရင်တော့ mechanic တွေကကုန်တော့ပါပဲ။ဒီတိုင်းရိုးရိုး attacking ပေးတဲ့ mechanic တော့ပဲကြံခဲ့မယ်ပေါ့နော်။
mechanic ဒီပြောပြပြီးပါပြီဆိုတော့ဒီ boss fight ကလစ်လေးကိုကြည့်ပြီးတော့ကျွန်တော် overall အကြမ်းမြင်လေးနည်းနည်းစီထပ်ပြောပြပါမယ်ပေါ့နော် boss ရဲ့ mechanic rotation တွေက boss fight တစ်ခါနဲ့တစ်ခါတူချင်မှတူမှာမဟုတ်လို့ဒီတိုင်းတော့လိုက်ကြည့်စရာမလိုပါဘူးအရှိမကျွန်တော်ပြခဲ့တဲ့ mechanic တွေကိုပဲတရားကြည့်ထားရင်ရပါပြီအရင်ဆုံးဒီမှာ boss fight ဆက်လာခြင်းပဲနောက်ကဝေါ်ရင်ကိုတွက်ချတယ်ချနေတော့ဝေါ်ရင်ရဲ့တွေ့ရရှိကားသွားတယ်အဲ့တော့ကျွန်တော်တို့က boss ကိုတွက်ချမယ်အမှ boss က funnel return ဆိုတဲ့ mechanic ကိုသုံးရတယ်ဝေါ်ရင်လည်းဝင်သွားတယ်အဲ့တော့ဝေါ်ရင်ကိုဆက်ချမယ်ပြီးရင် boss ကအပြင်မြောက်ထွက်လာတယ်အပြင်မှာဆက်ချမယ်ပြီးတော့သူက underwall umbrella ကိုတုံးတယ်အဲ့တော့ကျွန်တော်တို့လူစုခွဲပေးလိုက်တယ်ပြီးတော့ boss က terror 9 supreme ကိုတုံးတယ်အဲ့တော့အမှတ်မှတ်ခံရတဲ့ player အပြင်ကိုထောက်ပါပေးလိုက်တယ် boss ကိုဆက်ချတယ်ပြီးတော့သူက external extension ကိုတုံးတော့မယ်အဲ့တော့ရှေ့မှာပြောခဲ့သလိုပဲသူသွားမယ်လမ်းကြောင်းကိုကျွန်တော်တို့က deflect လုပ်ပြီးတော့ပိတ်မယ်boss ကိုချနေရင်လည်းဝေါ်ရင်ရဲ့တွေ့ရရှိဥဟာလေးပြောက်ပြီးတော့တွေ့ရမြန်ပေါ်လာတယ်အဲ့တော့ကျွန်တော်တို့က boss ချနေတာကိုထားခဲ့ပြီးတော့ဝေါ်ရင်ကိုသွားချမယ်ဝေါ်ရင်ရှိဥဟာလေးပြန်ပေါ်လာတယ်ပြီးတော့ into the sedan ဆိုတဲ့ mechanic ရောက်သွားတယ်အဲ့တော့ဝေါ်ရင်ကိုမပြီးတော့ရွှေ့ရမယ်ပြီးတော့ရင် terror 9 supreme ထပ်လာတယ် underwall umbrella လာတယ်လူစုခွဲရမှာနှစ်ကောင်သွားပြီးတော့ short တယ်ပြန်ရှင်လာတော့ဝေါ်ရင်ကနှလုံးဖြစ်နေပြီအဲ့တော့ဝေါ်ရင်နှလုံးကိုချမယ်boss ကဝေါ်ရင်ကိုရှိကားလိုက်တယ်ပြီးတော့ funnel return နဲ့ဒီကောင်ကဝေါ်ရင်တွေကိုဝင်ပြီအဲ့တော့သူဝင်သွားတဲ့ဝေါ်ရင်ကိုဆက်ချမယ်ဟိုဒါဆိုရင်တော့ကျွန်တော်နည်းနည်းလေးကြော်လိုက်ပါနော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ flat လွယ်သွားတဲ့နေရာပေါ့နော်ဒီဘက်ကိုပဲလုပ်ပြီးတော့ဟိုဘက်ဝေါ်ရင်ဘက်ကိုဘယ်သူမှမလုပ်နိုင်ဘူးပေါ့နော်ဝိုင်းနေရောက်တော့အမှနောက်ထပ် mechanic တစ်ခုပေါ်လာပြီ clanging shackle ဆိုတဲ့ဟာအမှဝေါ်ရင်ကိုတရဲနှစ်ကောင်တဲတယ်တရဲမှာလည်းဝေါ်ရင်တွေကနေချတယ်ပြီးတော့ဟိုနှစ်ကောင်ကလည်းတဲလိုက်ပတ်ပြေးလိုက်လုံးတယ်အဲ့တော့ချရတဲ့လူတွေလည်းတိုင်ပတ်တယ်တနေရာမှာချလိုက်ပြီးပြေးသွားလိုက်ဆိုတော့ဟီးတဲ့လူတွေလည်းတိုင်ပတ်တယ်ဒီ mechanic မှာ player တော်များများတေးကြတာများတယ်ပေါ့နော်အားကြောင့်မို့ဒီ external extension အချိန်မှာဒီ flat ရအောင်ကြိုးစားပြီးလုပ်ကြပါပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ good luck